ဆီယမခင်ထုရဲ့မတ်အိမ်ကန်တညာမီတွင်အိမ်ကြီးရှင်ပါကောင်းအင်ညီမြပုဒ္ဒါဒိတရာတဲချာရင်သွေးကျွန်းကြီးလေရာလောက်တာဆောင်ခင်းစင်မြင်းကျွဲနွားရဲရဲပေါ်စစမ်းတစ်လာတို့ဆဆထမ်းဖို့တက်တူးမြင်းမြန်ကြောက်တံပရံများစီးပွားချမ်းသာရတနာရွှေငွေမြည်ရည်တည်တာအေယာဒင်းချမ်းထမ်းပိုးလွှမ်းတို့နှစ်လိုစီပင်နှစ်တိုင်းဝင်၍လူအင်ရှိရှုရောက်ပါစီကွန်ခွက်ဆွဲတော့ရှင်ပြုံးတာကြီးရွှေစီရွှေထီစံရညီးမသမီးမောင်နှံမြဲမြံတာရွှင်ကင်းစင်ဝေဒနာအသက်တရာရှေပါစီတော်ရွာလက်သည်အမေကြီးရိုးပုံ၏အတန်ကမိနေကန်အခန်းချင်းချင်းလေးထဲတွင်လေးလေးတွဲ့တွဲ့နှင့်ခက်ညီးညီးကလေးထွက်ပေါ်လာသည်အသက်80ကျော်လက်သည်အမေအိုကြီး၏မိနေကန်ဝင်ဆူတောင်းတန်ကကရုံကရီရှိလာသည်တိတ်ဆိတ်ငြိမ်သက်နေသောမိနေကန်ကလေးသည်ဆူတောင်းတန်ကြောင့်လွမ်းစရာလိုလိုအတိတ်နမိတ်တစ်ခုခုကိုစောင့်ကျင်းလာသလိုခံစားရသည်တာဖွာရမည်ကိုဝင်သည်မပန်းယုံကတော့ကျမ်းပြမာခြေစင်းထိုင်ရင်ကအမေကြီးရိုးပုံကိုငေးကြည့်နေလေသည်အသက်80ကျော်ပြီဆိုတော့လဲဇောင်ညံကုန်းရွာမှာတော့မီးရေဖွာရေးကိစ္စတွေမှာအမေကြီးရိုးပုံမပါလို့မပြီးပါအတွေ့အကြုံကြီးလာပြီဇောင်ညံကုန်းရွာမှာမဟုတ်အနားပတ်လေကနရန်ရွာတွေဖြစ်ကြသောတဲပင်ကန်ခြာယာကုန်းလင်းနေကုန်းရှားတော့အိုးဘကြက်တငိုညောင်ဘုတ်ယာကြီးပြင်စသည့်ရွာတွေကပါအမေကြီးရိုးပုံကိုပင့်ကမိနေကန်ဝင်ခိုင်းတတ်ကြမြဲဖြစ်သည်လေဟန်လေလဲတန်လဲလာရသည့်အခါရှိသလိုရှေချင်းချောရသည့်အခါလည်းရှိသည်ဘလောက်ခီးဝေးကလာမိဖွားမိအိမ်ရောက်ပြီဆိုသည်နှင့်ဖြင်တပတ်ခေါင်းပေါင်းကြီးကိုချွတ်ပြောင်းမှုဖက်လိုက်ကိုဖွာရင်းမိနေကန်ကိုကျန်းတစ်ချောင်းချင်းအရင်လိုက်ကြည့်တတ်သည်မိနေကန်ပြင်ထားပုံကိုအကဲခတ်သည်အိမ်မနှင့်မိနေဆောင်အကွာဝေးကိုချင့်သည်ပြီးတော့မှမိနေတဲ့အင်ကရုတ်ကိုကြည့်သည်စိတ်ထဲမကျေနပ်တာရှိလင်ဘလို့မိမသားကိုမှထောက်ထားသူမျိုးမဟုတ်ပေညီကလင်းသားမွေးလုပ်ကိုပြောင်းမှုခွန်ခွာသလောက်အောက်မိတ်နေသလားအေးမေကဥပတိတံပတိဖြစ်မှမွေးတဲ့ကလေးကဥပတိတံပတိဖြစ်တာမေကဥပတိတံပတိမဖြစ်ရင်မွေးမဲ့ကလေးလဲစာကလေးအမွှေးနှုတ်ပေါ့အေးဥပတိဝိပတ္တိလို့ခေါ်တယ်ကလေးဆိုတာမွေးကလေးကခေါင်းလက္ခဏာနားလက္ခဏာမျက်စိလက္ခဏာရှာလက္ခဏာပါလာတာရဲ့ရှာဆိုပါတော့အေးကလေးကရှာလေရှာရင်မိဘများမှာရွှေငွေစပါးပေါ်တယ်ကြီးရှာနဲ့တူတော့ချစ်ခင်သူပေါ်တယ်ရှာဝန်းတော့ပညာကြီးတယ်ရှာဖြူတော့ခက်ထန်တယ်ရှာပါတော့ဖုံးကြီးတယ်ရှာရှည်တော့လူများဝိရခရတယ်အမေကြီးရိုးပုံကခေါင်းကလေးတတုံတုံနှကန်းပါကလေးတစ်လုံးလုံးနဲ့ပြောနေခြင်းဖြစ်သည်မိနေကန်ထဲမှာရှိသမျှမိမသားတွေကအမေကြီးရိုးပုံစကားတွေကိုငေးပြီးနားထောင်နေကြသည်မပန်းယုံကတော့အမေကြီးရိုးပုံရောက်လာပြီဆိုကြတဲ့ကအားရှိလာပြီအသက်တဝက်ကိုယ့်ဘက်စီးမိပြီနှာခေါင်းလက္ခဏာတွေပြောပါဦးအမေကြီးရိုးပုံရဲ့မိမတယောက်ကဝင်မေးလိုက်တော့အမေကြီးရိုးပုံကကိုင်းထားသောခါကိုငန့်ကနေဆန့်လိုက်သည်လက်ကြားမှညှက်ထားသောပြားမှုဖက်လိတ်ကြီးကိုဘေးကဒံမလာတဲ့ထိုးဆိုင်ချလိုက်သည်နှကန်းကလေးကိုရှာဖြင့်တစ်ချက်တက်လိုက်ရင်းကဆိုသည်နှာခေါင်းများတော့ကြောင်နှာခေါင်းနဲ့တူးမှပညာကြီးတာငါနှာခေါင်းကြည့်ပါလားတစ်နာနဲ့တူတော့အမှုပြီးအောင်ဆောင်ရွက်တတ်တယ်တမင်နာနဲ့တူတော့ကြွယ်ဝတယ်နှာတူတော့ဥစ္စာပါတယ်နှာပွားတော့ကြမ်းကြုတ်တယ်နှာပိန်တော့ရုံညံ့တယ်အဲ့ဒါကြောင့်ပြောတာကလေးမှာဥပတိတံပတိပြည့်စုံမှုကမအေးမာတီးတယ်ယတနာ၃ပါးအောင်းမရတယ်လင်သားကိုယူသေးရတယ်စိတ်အေးငြိမ်းအောင်ထားရတယ်ဒါနဲ့နေပါဦးမေးစမ်းပြစေအောင်ဟဲ့ကိုဝင်းနဲ့ညီဘာများချင်းချင်းတက်တဲ့ဟဲ့ကိုဝင်းဆောင်မိမများသည်တခုခုကိုစားခြင်းတောက်ခြင်းသည့်အာတိတရှိတတ်ကြသည်မျိုးအမေကြီးရိုးပုံကမေးခြင်းဖြစ်သည်
တချို့ကလည်းအစားတောက်ရမဟုတ်ပဲဆက်လိုက်ပြရက်သည့်မိမအိုးချမ်းခွဲစားခြင်းသည့်မိမမိသွေးကဲစားခြင်းသည့်မိမညီကြီးကဲစားသည့်မိမဖိုးလေပြရက်ရှင်သည့်မိမစသဖြင့်ရှိတတ်ကြသည်မဟုတ်လားကျုပ်ဖြင့်ကိုဝင်တစ်လျှောက်လုံးငပြောဦးနုနုကလေးတွေစားကျင်နေတာလားပဲတော့အလိုတော့စမ်းလာကြည်လားငပြောဆိုတာကမင်္ဂလာယူရတဲ့အပင်ဟဲ့ကြော်ဝဲထိုးတော့လဲငပြောပါရတယ်တဲပြူခင်းညာစမတ်ကတော့လဲငပြောပင်ဆက်ရတယ်အလူတန်းများရှိတော့လဲငပြောလက်နဲ့ဖက်စိမ်းကွန်းအောင်ထိုးရတယ်ကောင်းပါလေကောင်းပါလေအမေကြီးရုပ်ပုံကမျက်စိကိုစုံမိတ်ကခေါင်းတညိမ့်ညိမ့်လုံနေသည်ထင်ချင်းတက်သည့်အပေါ်မှာနမိတ်ကောက်ရမှလဲကျွမ်းကျင်သည်အတွေ့အကြုံကြီးရင်သူပြီးမီးဖွားရာတွင်အဖိတ်စင်မရှိမေးဖွားပေးနိုင်သူလည်းဖြစ်သည်ကိုရန်ကလက်ထိလက်ရောက်မွေးဖွားမပေးနိုင်သည့်တိုင်အရန်လက်သည်မိမကြီး၄-၅ယောက်ကိုလူသမျှပြောပြခိုင်းစေနိုင်သူဖြစ်သည်ပြုပွဲကိစ္စမှန်သမျှကိုပါဇက်ဖြင့်စီမံရင်းကတင် जा ပေးသည်အဆူအပြောအငေါအငန်းကလေးလည်းမလွတ်ညီတို့ကဗတ်ကြီးတဲ့စောင့်ပြီးလက်သည်လှုပ်ရှားနေတာပဲရှိတာကိုမိနေတဲ့စီကတစိုးစားနေတာနဲ့မဟုတ်ကရောဟုတ်ကရောမလှုပ်ချင်နဲ့တသက်လုံးဘဝလှုပ်ရမယ့်ကလေးကိုကြက်သေးမရုပ်စေနဲ့အချင်းတောင်ဖြောင်းအောင်မမြုပ်တတ်တဲ့ဟာမတွေနော်ပေါင်းကူးစုံမြောက်ဖက်ကိုမြုပ်ရတယ်နရိုးပြရဲကြတော့အနောက်ဘက်မြုပ်ရတယ်အချင်းရဲ့လို့မြေကြီးတဲ့ဇက်ခနဲ့ထိုးလိုက်လို့ဖြစ်တာမဟုတ်ဘူးရဲ့အမေကြီးရုပ်ပုံလာလင်ချင်းပေါင်နီရွက်ကကြုံနီရွက်ပရာနဝါရွက်မိုးနံရွက်ကတိရွက်ဒန်းတလွန်ရက်တွေခူးလာတတ်သည်ငရုတ်ကောင်းပါလာတတ်သည်ထကြောကခါလေးထဲမှာတော့တငယ်နာဆေးတွေပါလာတတ်ပါသည်နွယ်ကြိုပဲစိတ်စပက်ကြီးသဲကြီးဇင်းရွေးဖြူကြွတ်ချီစိတ်ဖူးလင်းနေရှိန်ခိုစမုံမျိုး၅ပါးကြောင်ပန်းမိတ်တလင်ကန့်အိတ်ပရဲကောကအစအမြင့်အတုံးသေးသေးလေးတွေပါလာတတ်သည်ဒီမနက်တော့အမေကြီးရုပ်ပုံခက်စောစောကလေးကဒီအိမ်ကြီးကိုရောက်နေခဲ့သည်အင်ရှင်တကြီးဥတာထန်နှင့်ဆွေရိပ်မျိုးရိပ်မကင်းတာကတကြောင်အသက်40နီးကမှသားသမီးပေါ်သည့်ဥတာထန်ဤနောက်အိမ်တော်မပန်းယုံဤကိုဝင်ရင့်မဲ့ပုံကိုအားမရသည်ကတကြောင်ကြောင့်ဘိုက်နာပြီးဆိုကလေးကရောက်လာခဲ့ခြင်းဖြစ်သည်အိမ်ထဲရောက်ပြီးဆိုကလေးကမပန်းယုံကိုမျက်လုံးတီးတီးကလေးများဖြင့်ကြည့်သည်သွေးဆန်းဗိုက်ဆန်းပြူသည်လက်ကောက်ဝတ်သွေးကြောဆန်းသည်မျက်အိမ်မျက်ခမ်းဖြဲကြည့်သည်စကားပြောသည့်အတန်ကိုနားထောင်ကြည့်သည်သပင်ကိုတစ်ချောင်းနှစ်ချောင်းနှုတ်ကြည့်သည်ရှာကိုကြည့်သည်လက်ဖွားကိုကြည့်သည်ဝမ်းဆူဆူကိုဘေးတိုက်ကြည့်သည်မွန်းတိမ်မှမွေးမှာပါကိုင်းမှာတော့ပြောလိုက်ပါမယ်ညီကိုဝင်ကမိန်းကလေးမွေးမှာညီတူရင်တော့ချောမှာပေါ့ပန်းယုံရဲ့ငါတူတာထန်တဲ့တူရင်တော့ခွေးဘလူးရုပ်ထွက်လာရုံပဲရှိတယ်လောလောဆယ်ညီလောရမယ့်အလုပ်ကရန်နာသုံးပါးကိုအာယုံပြုမွေးလာမယ့်ကလေးကိုမြတ်တာပို့နော်ကနေ့ကတဘူရဲလောက်ပြကျော်14ရက်ဆိုတော့ကလေးကအစင်းလာတတ်တဲ့မယုံရင်မွေးတော့ကြည့်ပေါ့ဟုတ်ကဲ့လားမေရိုးပုံရဲ့မင်းကလေးလားညီနေရိုးပုံပါတဲ့ဘယ်တော့မှများလွဲဘူးလို့တော့ငါမွေးပေးတဲ့ကလေးတွေစုထားရင်တော့တရားတယ်လို့ရပြီဟဲ့အခုကတဘူရဲကုံရသည်မလေးမုံပြာကြီးပါလို့နှင်းဝေကစိုင်းဆိုတာကောတောင်လေကလေးကလည်းပြက်ချင်းချင်းဥရုကလည်းချမ်းစီစီဆိုတော့မေရောကလေးပါအနေစင်းရဲတဲ့ဟဲ့အမေကြီးရုပ်ပုံနဲ့မိမကြီး3-4ယောက်ကမပန်းယုံကိုပိတ်ကျန်းစားဖြင့်ခေါင်းပေါင်းပေးကြသည်မိနီကန်အလေလောက်မှာဖွာဆောင်နှစ်ထည့်ခင်းကထမိန်ဟောင်း3-4တဲ့ခင်းထားသည့်အိယာကိုအသင့်ပြုထားကြသည်နတ်သက်ဖြူကရမက်ကလေးသွေးကမိနီကန်ပတ်လဲလိုက်တောက်သည်မပန်းယုံ၏နှစ်ဖူးကိုလိမ့်ပေးသည်လက်ဖွားနှစ်ဖက်ကိုပုတ်ကနတ်သက်ဖြူမှုတ်အနံ့ပေးသည်နန်းနှင်းနံ့ပေးသည်ညီလန်းကလေးရှောင်းနေစမ်းကမစလီလှုပ်တော့မွေးရဖားရလွဲတယ်ထုတ်တန်းကချထားတဲ့တန်ကြိုလေးကင်ပြီးရက်အလွတ်မဲ့မရက်နဲ့မိနေခန်းနောက်မှာထင်းနေပုံထားသည်မီယိုကင်းကြီးရှိသည်အိုးငယ်ဖြင့်တည်ထားသောဆန်လွတ်နွန်းဝဝတွေရှိသည်စမုံ၅ပါးလော်ထားသောနန်းတုပ်ကြီးရှိသည်မပန်းယုံကလန်းကလေးလှုပ်လဲရှောင်းရင်းကလက်တစ်ဖက်ခါကိုထောင်ရင်းမျက်နှာကြီးရှုံမဲ့နေသည်အမေနာလိုက်တာတော့အော်နေတော့လဲအမေကြီးရုပ်ပုံကတစ်ချက်လှဲ့မကြည့်
ဒီအတန်နေကြားခဲ့ရပေါင်းလဲများလားပေါ့ဂရဝါဒတန်ဝါဒနောက်ဆက်တွဲတွေပေါ့ဘိုက်ကလေးနာတော့မှအမေကဲပါအဖေကဲပါអော်ကြကြရောညီလင်တာထန်လန့်ခေါ်ပါလားတဝက်မြခံပါလားလို့ညီရတာအော်နေညီလင်အဖြစ်ပဲမော်စင်အောင်မှာနိုင်ငံရေးတရားဥဟောနေရလားအမေကြီးရုပ်ပုံကအစွဲမညီသောပြောင်းမှုဘက်ကလစ်ကမိကိုတတွေးဖြင့်ဖြစ်ရင်ပြောနေခြင်းဖြစ်သည်မပန်းယုံကတော့ကိုတာထံကိုလည်းသတိမရနိုင်ငံရေးတရားဆိုတာကိုလည်းနားမလဲဝမ်ပိုက်တစ်လုံးစုံညစ်ထားသလိုခံစားနေရတာကိုပဲသူသိသည်အမေကြီးရုပ်ပုံရဲ့ကျုပ်ပိုက်ထဲဒလက်လင်းနေသလိုနာလင်းလို့ပါတော့မွေးတော်မယ်ထင်ပါရဲ့တော့အမလေးအမေကြီးရုပ်ပုံကမင်းနေခန်းဝါကထရန်ဇလီတက်တကားမကိုမှီရင်စစ်လိတ်ဖွာမပြက်အကဲခတ်နေသည်မိမကြီးတွေကတော့နေလားညလားမိဖွားတော့မဲ့မပန်းယုံကိုအားပေးနေကြသည်မပန်းယုံကဥတာထန်ဤဒုတိယအိမ်တောင်ဖြစ်သည်ဥတာတန်ထက်အသက်20လောက်ငယ်သည်ညနေကျသွဲအသားရည်ဝင်းဆက်နှစ်ဖူးရှင်းစံအောင်ကောင်းဆိုတော့မိမချောစင်းဝင်လေသည်အသက်30ကျော်ကမှမုတ်ဆိုးဖို့ဥတာထန်နှင့်အကြောင်းပါရတော့လဲလင်ကောင်းရသည်လို့တော့ဆိုနိုင်ပါသည်တကြီးမျိုးယူမြေရှင်ထန်ရှင်ဖြစ်ုံသာမကအိမ်အောင်ကြပြီဆိုကြတဲ့ကတကြီးကြော်ဘွဲ့ကိုမပန်းယုံရလေသည်ဥတာထန်ဤပထမမယားကမွေးသည့်တားယောက်ျားကလေးမောင်မြတ်သားကိုပင်တားရင်ပမာရှစ်ချသူလည်းဖြစ်သည်ဥတာထန်နဲ့ညာပြီးသားသမီးမပေါ်ပေါက်တော့ဒီတသက်မောင်မြတ်သားကိုသာတားအဖြစ်သဘောပိုက်ထားခဲ့သည်မောင်မြတ်သားကလည်းသူ့အသက်4-5နှစ်သားလောက်ကလေးကကွယ်လွန်သွားခဲ့သည့်မိခင်ကိုမမှတ်မိသလိုရှိတော်လဲဖေဖြစ်သူနောက်အိမ်အောင်ထူပြီးအိမ်ပေါ်ရောက်လာသည့်မပန်းယုံကိုမိခင်လိုသဘောထားသည်အမေပန်းယုံလို့ခေါ်ခဲ့သည်အရှိန်စော်ကြီးသောမပူမပင်မကြောက်ကြရသောဘဝဆိုတော့လေဒီအိမ်ကြီးမှာကလေးရဲ့လို့သူတယောက်ထဲသာရှိသည်အိမ်ကြီးမှာအလုတ်လာလောက်ကြသည့်စရင်ငါကိုဖိုးငွေဤသားကလေးဖို့တော့ကိုတစ်ခါအဖော်ပြရသည်ရွာဖုံးကြီးเจ้าမှာเจ้าနေခွင့်ရချိန်မှာတော့သူတငယ်ချင်းတွေနဲ့အတူဆော့ကစားခွင့်ရပြီအိမ်နယ်เจ้าကူလူပြေလာရင်မောင်မြတ်သားစိတ်နှစ်သားအရွယ်ရောက်လာခဲ့သည်ဒီအချိန်မှာအမေပန်းယုံကသူ့အတွက်ညီလေးဒါမှမဟုတ်နှမလေးတယောက်မွေးဖွားပေးဖို့ဖြစ်လာခဲ့သည်ယောက်ျားလေးလားမိန်းကလေးပါမသိပါဘူးလူကလေးရဲ့လူကလေးကညီလေးလူချင်းလားနှမလေးလူချင်းလားတခါတရံအမေပန်းယုံကမေးလင်မောင်မြတ်သားအဖြေရခက်သည်ယောက်ျားလေးအချင်းချင်းဆိုရင်တော့တန်ပြေးလွှားကစားနိုင်သည်သူ့အတွက်အဖော်ရမည်ကျောင်းကတငယ်ချင်းဖိုးအောင်လိုနှမလေးတယောက်လဲသူရကျင်သည်မဖြစ်ဖြေရသည့်အခါတွေမှာတော့နှမကလေးလူချင်းတယ်လို့ဖြေခဲ့သည်သာဖြစ်သည်အမေပန်းယုံကဘာလို့ချင်းလဲအမေပန်းယုံမွေးတာဆိုကျုပ်ကချစ်မှာပဲအမေပန်းယုံကတော့မိန်းကလေးလူချင်းတာပေါ့ကွယ်တားယောက်ျားလေးကလူလေးရှိပြီးသားပဲလေမိန်းကလေးဆိုတော့ကူော်လောင်ပဲရတာပေါ့ကျုပ်လဲမိန်းကလေးပဲလူချင်းတယ်မြန်မွေးပြီးတော့ဗျာမောင်မြတ်သားကြီးအဖေကိုအဖေရောအမေပါသဘောကျကြမြဲကျေနဲ့ကြမြဲမပန်းယုံမွေးဖွားသည့်နေ့ကမောင်မြတ်သားကိုဖုန်းကြီးကျောင်းပို့ထားရသည်ကလေးဆိုတော့မိနေခန်းထဲရောက်လာနိုင်သည်အော်ကြီးဟစ်ကျဲရှိနိုင်သည်မဟုတ်လားငါသားမိမေပန်းယုံမွေးဖွားပြီးမှမောင်ငွေကိုအခေါ်ခိုင်းလိုက်မယ်ကျောင်းမှာပဲနေကြလားဆရာတော်ကိုအဖေလျှောက်ထားတယ်အဖေစကားကိုနားထားရတော့လဲမောင်မြတ်သားကျောင်းမှာသွားမနေခြင်းအိမ်ကြီးမှာပဲနေခြင်းသည်အမေကြီးရိုးပုံတို့ကိုပါဝိုင်းငေါက်တော့ကျောင်းဘက်ထွက်သွားရတော့သည်ဥတာထံကတော့မပန်းယုံမွေးဖွားဖို့အဆရစီစဉ်ပေးတော့လဲမိမတယောက်သားသမီးပွားစီရတာသူတို့တာဝန်သူတို့ကိစ္စဆိုတာလောက်သာသဘောထားပုံရသည်တနေ့တန်းရေးပြေးတွေထိုင်ပြောနေရတာနဲ့ပဲပြီးနေသူဖြစ်သည်မပန်းယုံအရေးထက်ပြီးခဲ့သည့်တစားမုံလာကရန်ကုန်မြို့မှာဖြစ်ပေါ်ခဲ့သောတက္ကသိုလ်ကျောင်းသားတပိတ်ကသူ့အတွက်ပိုရေးကြီးနေသည်တိုင်းပြည်အခြေအနေမငြိမ်မသက်ဖြစ်လာရင်တကြီးရာထူးကလေးမမြဲမှာစိုးရိမ်မိလိုပဲဖြစ်သည်ရာထူးဂုံရှိန်ဝါကိုမတ်ဆက်ချင်းထက်သူ့အဖိုးသူ့အဖလက်ထက်ကလေးကဆင်းသက်လာသောတကြီးမျိုးရိုးပြတ်သွားမှာပူပန်မိရသည်ဒီအမွေကိုသားမောင်မြတ်သားအားလက်ဆင့်ကမ်းပေးနိုင်ဖို့ကသူ့တာဝန်ဖြစ်သည်ဒီကနေ့တော့မပန်းယုံမွေးဖွားပြီးလက္ခဏာပြလာသဖြင့်အမေကြီးရိုးပုံကဥတာထံတို့အဖွဲ့ကိုအိမ်မာကြီးပေါ်မှာနင်းနာခုံနာတွေခွင့်မပြုတော့ယူနေချန်တို့ဆက်လိုက်တပန်းလက်ဖက်တအုပ်ဖြင့်အိမ်နောက်ဖေးခြံတောက်မှရှိသောပဲမော်တိုင်းအောက်ရွှေ့ခဲ့ရသည်
ယောက်ျားသားတွေအတန်ဖလန်ကြားနေရရင်မပန်းယုံအတွက်အနောက်ရှက်ဖြစ်နိုင်သည်မင်းတို့အရေးမြတ်အဖက်မရစကားတွေပဲမော်တိုက်အောင်တောက်ကြတာထိုင်ရေယောက်ျားတန်ကြားရင်မင်းမယားအပြိုမွေးရကလေးထွက်ဖို့ခက်ရော်မယ်မင်းနဲ့ကိုမယားကလေးမွေးမှာတစ်ချက်မှလှည့်မကြည့်ဘူးဘာရီယာများမရတတ်ရေးကြည့်နေလို့တော့ဒေါ်ကြီးရှိတာပဲဗျာကျုပ်စိတ်ချပါလေပြစ်မထားပါဘူးဗျာကျုပ်ကနားဆွင့်နေတာပါမပန်းယုံချောချောတတမွေးရင်ဒေါ်ကြီးယူမင်းချန်စေးကတာပလာကိုတပင်ဝယ်ကြောမယ်ဗျာကဲထိုနေ့ညနေစင်းရေစင်းမှာမပန်းယုံသမီးမင်းကလေးမွေးသည်မေကြီးရိုးပုံနမိတ်ဖတ်ခဲ့သလိုသမီးမင်းကလေးဆိုတော့ကြားရသူတွေပင်အံ့ဩယူကြရသည်မိန်မောနေသည့်မပန်းယုံ၏နှစ်ဖူးထက်ကချွေးတွေကိုလက်တဲ့အမျိုးသမီးကြီးဒေါ်စောကဖြင်းတစ်ပတ်နှင့်တုပ်ပေးသည်မမွေးခင်ကလေးကရွတ်ပေးနေကြသောအင်ကူလီမာလာတုပ်တော်ကိုရက်ပြီးမေတ္တာတုပ်ကိုရွတ်ပေးကြသည်အမေကြီးရိုးပုံကမပန်းယုံ၏စတိုးမှာထိုးဆိုင်ထားသည့်တစ်ကျွတ်ဆကိုဆွဲနှုတ်ကသူ့ခေါင်းကစတုံးတမာသီးကလေးမှာထိုးဆိုင်လိုက်သည်တစ်ကျွတ်ဆိုသည်မှာတစ်ပင်ခုတ်ရမှာကြံရည်သောတစ်ဆဖြစ်သည်တစ်ကျွတ်ဆကိုသာသမီဖွာရခက်သူမိမများ၏ခေါင်းတွင်စိုက်ပေးလင်အဖွာရလွယ်သည်ဟုအယူရှိကြသည်ပြီးတော့မိနေတဲ့ကိုလူပေးဖို့စနွင်းတအင်တုံဖြော့ခိုင်းလိုက်သည်အုပ်ပူထိုးဖို့အုတ်ခဲနှလုံးကိုမီးဖုတ်ခိုင်းထားသည်ခက်စောစောကလေးကဖိုခိုင်းထားသောမီးအိုးကင်းကြီးကလည်းမီးနေတဲ့နာရွှေ့ခိုင်းလိုက်သည်ဒီချိန်ကစပြီးမီးနေတဲ့မီးနာမှာနေရတော့မည်ကလေးကတနင်္ဂနွေသမီးဆိုတော့ကြက်တည်ဦးကောင်းမှနေတယ်ခေါင်းကိုတန့်အောင်ထမိမိပြားကြိုက်နဲ့ရှင်မွေးတဲ့သမီးဟဲ့လက်ပြကျော်12ရက်ဖွားတဲ့ကလေးကျွယ်ဘိုးကျွယ်ဝရှိတတ်တဲ့ကောင်းလိုက်တဲ့ဇာတာကလေးတော့ညီတို့ကလူပြည်မှာနေကြရအောင်မှာစောင့်ကြည့်မင်းကတော့ဖြစ်မဖြစ်တော့ပြောအမေကြီးရုပ်ပုံကမွေးလာသည့်ကလေးနှင့်မိခင်ကိုဘိုးဘွားမိဘစိန်ရည်မသိစေရန်ရရပြုပေးသည်မြေစိန်ရည်ရေးစိန်ရည်နေစိန်ရည်တဲစိန်ရည်ရှိခဲ့လင်လွတ်အောင်ဆောင်ရွက်ပေးခြင်းဖြစ်သည်မြေစိန်ရည်တဲ့တော့ခြေကတင်ညောင်းကင်နာတတ်သည်ရေစိန်တဲ့တော့ကြက်မြက်တဲ့တတ်သည်နေစိန်ရည်တဲ့တော့ဝမ်းပြုတ်ပြုတ်ညီတတ်သည်မျက်ဝန်းမဲသည်တဲစိန်ရည်တဲ့တော့ဝမ်းနာတတ်သည်အမေကြီးရုပ်ပုံကတခုချင်းရှင်းပြရင်းတင်လေသည်အမေကြီးရုပ်ပုံစကားကိုနာယူရင်းမိမသားကြီးတွေကမိနေမိဖို့ကြီးရဲနေအောင်ရက်ခတ်ကြသည်မပန်းယုံတကိုယ်လုံးနနွေးနေလူပေးကြသည်နနွေးလုံးကလေးတွေမပန်းယုံပါဇက်တဲခွန်ကမြူခိုင်းကြသည်နှမ်းထုတ်ငယ်တိတ်ပအောင်ရှုခိုင်းကြသည်သွေးဟောင်းသွန်ပြီးသွေးသက်လောင်းခြင်းဆိုတော့မိနေတဲ့ခမည်းထစ်ကနေရှိသွေးလန့်တတ်သည်ဒီတော့မီးမထွက်မချင်းမိနေကန်ထဲမှာမိမသားတွေအုပ်သင်းဖွဲ့ကစောင့်ပေးကြရသည်တကြီးကြော်မပန်းယုံကိုမှမဟုတ်ပါမိနေတဲ့ကိုဂယုတဆိုင်စောင့်ရှောက်ကြခြင်းသည်မီလင်ဇောင်ချမ်းကုန်းရွာ၏ဓလေ့ဖြစ်ပါသည်အေးတဲ့တာထောင်ခေါ်စမ်းသူသမီးကိုကြည့်လို့ရပြီလို့ကိုင်းငါလည်းပြန်လာအောင်မယ်အရေးရှိတော့ငါခေါ်လက်မပန်းယုံကတော့မိန်းမှုနေစေမိခင်ဘေးနားမှာတော့မွေးကင်းစသမီးငယ်ကလေးကိုသကောချက်ကလေးထဲမှာအနီးလေးဖြင့်ထွေးပစိုးဟောင်းကလေးခင်းကတိတ်ထားသည်ပြေဝင်းသောမျက်နှာကလေးကပြုံးရောင်တန်းနေသည့်နှင့်ရှိသည်ထိုညကထူးထူးခြားခြားတပူရဲလာစုပ်ရက်တွေဆိုတော့ညကြီးမှောင်မဲမှာအရန်နောက်အနောက်ရီအလန်းတီးပြီးတော့ပြင်းပြင်းတိုက်သည်မိနေကန်ထဲမှာမိရင်သေးပင်ရိန်ထိုးနေသည်ပန်းရတို့ရှိတယ်ကြားလားကလေးလေးကြမ်းပါတယ်မကြောက်နဲ့လေကြတာပါမိုးမပါပါဘူးလက်သေးမိမသားကြီးတွေကမပန်းယုံကိုအားပေးကြသည်မပန်းယုံကမျက်လုံးများဖြင့်မကြောက်ကြောင်းအဖြေပေးရင်ကလေးကိုစောင်းခဲ့ကြည့်သည်မိမကြီးတွေကခေါင်းကိုအလှုပ်အလှဲ့မခံမိရဲ့ခေါင်းကိုက်ဆွဲတတ်တယ်ဆိုတော့မပန်းယုံမျက်နှာကိုတဲ့တဲ့ထားလိုက်ရသည်သမီးကလေးလှရဲ့လားဒေါ်စာကြီးသမီးကဘယ်သူနဲ့တူတော့ညီနဲ့တူပါအေးအသားကိုဖွေးဦးလို့ဒီမှာကြည့်ဒေါ်စာကြီးကမပန်းယုံရေပန်းသားထိကလေးကိုမြှောက်ပြသည်ဝိုင်းဝိုင်းပြည့်ပြည့်သမီးကလေးမျက်နှာကိုမြင်လိုက်ရသည့်ခဏမပန်းယုံရင်တွေလှက်ခနဲခုန်ရသည်သမီးလေးကိုပွေချီလိုက်ခြင်းတော့လဲမလှုပ်ချင်အောင်ပင်ပန်းနေလွန်းသောကြောင့်အသာမှိန်နေလိုက်ရသည်ထိုညကတညလုံးလေပြင်းကြီးဆက်ကြနေခဲ့သည်တကောင်ကျော်တော့အချိန်ခါမဟုတ်မိုးကလေးပင်ရွာလိုက်သေးသည်မပန်းယုံတစ်ချက်မိကနေအိပ်ပျော်သွားပြန်သည်
အိမ်မက်ထဲမှာလေကြီးမိုးကြီးတွေကျနေသည်အဝေးကအော်တန်ကြီးတွေကိုပင်ကြားနေရတယ်လို့ပင်ဥတာထံကလေးလာကြည့်သွားတာကိုပင်မသိလိုက်ပါဥတာထံမိနေကန်းပေါက်လာရတော့ဒေါ်စာကြီးကမှန်ကိုတမ်းမဖြုတ်ကစကောထဲထက်သိပ်ထားသည့်ကလေးမျက်နှာကိုမြင်သာအောင်ပြသည်မပန်းယုံနှင့်တူကြောင်းလေတံနှင့်ပြောပြတော့ဥတာထံကသမီးမျက်နှာကိုဝါအောင်လှမ်းကြည့်ပြီးပြုံးလိုက်သည်ဟုတ်တယ်မပန်းယုံနဲ့တူတယ်ပဲမော်တိုင်းအောက်ကလူအုပ်စီကိုအပြေးသွားရင်းကဝမ်းကောင်းတန်ကြီးဖြင့်ပြောလိုက်သည်ကျုပ်သမီးကမအေးဘူးဗျချောမှာပဲကျုပ်ဖြင့်90ကျော်ကားမှကံပေါ်တယ်အောင်းမမိပါရဲ့သမီးလေးရောက်လာတာသာကျုပ်တို့ရင်ကံမဲပေါ့ဗျာဟုတ်တယ်သမီးကအိမ်ရဲ့ကံလေးပဲသမီးနာမည်ကမတ်အင်ကန်လို့ကျုပ်ပေးလိုက်ပြီဗျာလက်ခနဲ့ပြတ်လိုက်တော့လျှက်စီးချောင်းနဲ့အတူကောင်းကင်ပြိုတန်ကြီးကြားလိုက်ရပြီးနောက်ပဲမော်တိုက်ကြီးပင်တိတ်ငနဲ့တုံသွားခဲ့သည်ခဏအတွင်းမှာပင်မိုးရေတွေတလဟောတွန်ကျလာခဲ့သည်ဥတာထံမှာကြက်သီးမွေးနှင်းများပင်ထောင်းငနဲ့ထသွားရသည်မိနေသည်များသွေးလန့်သွားလိမ့်မလားဟုစိုးရိမ်လိုက်မိသည်သို့သောမိနေဆောင်ဘက်စီကဘာတမ်းမှမကြရထိုညကဇောင်ချမ်းကုန်းရွာ၏ပိမ့်ပိတ်အောင်မှောင်မဲနေသည့်တဘိုရဲလားစုံညတညမှာပင်မတ်အင်ကန်ကိုမွေးဖွားခဲ့သည်ဒီမွေးဖွားခြင်းသည်လောကအတွက်ထူးဆန်းသည့်ကိစ္စမဟုတ်ပါသို့သောမတ်အင်ကန်မွေးဖွားလာခြင်းသည်ဇောင်ချမ်းကုန်းရွာလေးအဖို့တော့ထူးဆန်းသောအဖြစ်အပျက်တစ်ခုမွေးဖွားလာတော့မည်ကနဦးနမိတ်လို့တော့ဆိုနိုင်မည်ထင်ပါသည်ပထမဦးဆုံးထူးဆန်းသည့်ဖြစ်ရမှာအိမ်ကောင်းရင်မှာနှစ်ပေါင်းများစွာမပွင့်မဲအပွင့်မြုံနေသည့်စက်တဖူးပင်ကြီးထိုညကစ၍မွေးကြိုင်သောရနံ့များဖြင့်အပွင့်နေပြလာခြင်းဖြစ်သည်တဆောင်တွင်လုံးရေခမ်းနေခဲ့သောရွာဦးဖုံးကြီးကျောင်းရိပ်ကတောက်ရေကန်ကြီးညရင်းချင်းမိုးရေတွေအပြည့်ရှံသွားခဲ့သည်အချိန်အခါမဟုတ်မိုးရွာသွန်းပြီးနောက်ကောင်းကင်တစ်ခွင်လုံးကျဲရောင်ဖြင့်လင်းကျင်းသွားခဲ့သည်လာစုပ်လာတချမ်းပဲ့ကလေးသည်ပင်မိုးမဲကိုခွဲ၍ကိုထင်ပြခဲ့သည်သို့သောပဲမော်တိုက်ပေါ်မှာငှက်ဆိုးတစ်ကောင်တုတ်ကနေလာနာနေခဲ့သည့်အဖြစ်ကိုတော့မြည်သူတူတယောက်ကမှမသိခဲ့ပါလေနမောတတတိအောင်မြေကူးစိတ်ဇဘူထိတ်ဟုတစိတ်ခေါ်တညာသာသနာယောင်ကျွမ်းမြခေါနေအောင်တမကတို့ဆေဗျာဦးစီမီဝါလျှက်စစ်တစောင်းပြိုင်တိုင်းရှောင်သည်ဘုံကောင်သာသနာ၌ပရမေဒီတန်ဗုဒ္ဓငါမှန်ဖြက်ချွေလူသုံးဆွေသည်ဟောမိတ်ချွေပြခဲ့၏6နှစ်ရွာမှန်မလဲဇောင်ချမ်းကုန်းရွာကုသိုလ်ရှာသည်အလူဒါနချိန်ချိန်သေး၏မနက်ခင်းရှင်လောင်းသွင်းချိန်တကြီးပိုင်အင်ကြီးအပေါ်တက်ကလှမ်းကြည့်လင်းရွာအနောက်လှမ်းလှမ်းစီကတီးနှံဆိုင်ခင်းတွေကိုမြင်ရသည်တကြီးဥတာထန်း၏အင်ကြီးကရှေးအင်ကြီးဖြစ်၍ရေနံရီဝါကျင်တိုင်းဝနေသဖြင့်တအိမ်လုံးနေရာလက်မရှိအောင်ညိုမောင်ဆိုဣနေသည်တကြီးဥတာထန်း၏ဘိုးဘွားများလက်ထက်ကလေးကစောက်ထားသည့်အိမ်ဖြစ်၍ကာလနှစ်ထန်းကြာလာပြီဥတာထန်း၏အဖေတကြီးဥပိုးခလက်ထက်တုန်းကတော့ဒီအိမ်ကြီးမှာဝဲလင်းတဆောင်ချဲ့ခဲ့သေးသည်အရှိဘက်လှဲ့သောအိမ်များတွင်အရှိတောင်ဘက်စွန်းစွန်းမှထုတ်ထားသောအခန့်နေရာကိုဝဲလင်းဆောင်ဟုခေါ်ကြခြင်းဖြစ်သည်ဒီဝဲလင်းဆောင်တိမ်ဆောင်လုံးမှာမှော်ပွင့်မှော်တန်းဟုခေါ်သည့်တစ်သားပန်းကလေးတွေစီစီထုစစ်ထားသည်တစ်သားပန်းကလေးတွေကိုအနားတစ်လျှောက်မကြီးရွက်တန်းဖြင့်အနားတက်ထားသည်မင်းကြံမြောက်လက်စီမီကုံတွေကလက်သမားဆရာမွန်း၏လက်ရာဟုအစဉ်အဆက်ပြောခဲ့ကြပါသည်အိမ်မကြီးအပေါ်တက်ကိုတက်သည့်လေကားကပင်အပြန့်ဝန်းကျယ်ဝန်းလာသည်လေကဆန်တစ်ထစ်တိုင်းမှာငွေရင်းများပြားကြီးတွေအချက်လိုက်တန်ဖြင့်ရိုက်ကတ်ထားသဖြင့်မအင်ကန်အိမ်မော်တက်တိုင်းငွေရင်းကားပြားတွေကိုနင်းတက်တတ်သည်အပေါ်တက်ပဒင်းပေါက်တွေကတော့မဖွင့်သလောက်ပင်ပဒင်းပေါက်အပေါ်ကမှန်လေတွေကတော့တဝက်စာလောက်ပွင့်နေကြတော့လဲဖုံနေပိုးမြင်တွေကဒင်းချံအိမ်ပေါ်တက်ကိုလှေကားကြီးကတက်လာလင်လှေကခုံနေရာကြွကြွကြီးကိုကြော်ရသည်အပေါ်တက်အခန်းများသို့ကူးနိုင်သည့်ဒကမာကြီး3ချက်ရှိတော်လဲအလဲဒကမာကြီးကိုသာအသုံးပြုကြတာများသည်ကြံသည့်ဒကမာကြီး2ချက်ကထုံးစံအတိုင်းအပိတ်
အလဲတကားကြီးကဝင်းမှအပေါ်ထက်အခန်းကျယ်တဲ့သို့ရောက်နိုင်သည်လေကားအတက်တွင်အိမ်ပေါ်ထက်ကျန်းနှင့်တပြေးတည်းဆက်ထားသောရှောတကားကြီးလည်းရှိသေးသည်ရှောတကားကြီးကိုတွန်းပြီးပိတ်လိုက်လျင်လေကားအဝပိတ်သွားတော့သည်ဒီရှောတကားကိုညအိယာဝင်လေတိုင်းတကြီးဥဒထန်းကမှတ်မှတ်ရရတွန်းပိတ်လေရှိသည်ပဒင်းပေါက်တကားတွေပိတ်ထားတော့အပေါ်ထက်အိမ်မကြီးတစ်ခုလည်းအမြဲတမ်းမှောင်မဲနေလေရှိသည်မှန်လေတကားတွေစီဝင်လာသည့်အလင်းရောင်ကြောင့်ရှေးခေတ်သုံးပရိဘောဂတွေကိုခတ်ဝါးဝါမြင်နိုင်ပါသည်ဒီပရိဘောဂတွေကိုမက်အင်ကန်အလွန်သဘောကျသည်အသက်10နှစ်စွန်းစွန်းမိန်းကလေးတယောက်ဟုဆိုတော့လဲမက်အင်ကန်သည်အရွယ်နှင့်မမျှအောင်ရင့်ကျက်သည်လို့ပင်ပြောရမည်ထင်ပါသည်ငယ်ငယ်ကလေးကသူတကာလေးတွေလိုကစားခုံစားသိမ့်မရှိရွာလဲညောင်မိန်အောက်မှာကလေးတန်တွေပွက်လုံးညံတတ်တော့လဲမက်အင်ကန်ကသွားကစားလိမ့်မရှိတခါတရံအမေပန်းယုံကပေးလွတ်ကစားသည့်တိုင်ငုတ်တုတ်ထိုင်ကြည့်ကပြန်လာတာကများသည်စိတ်ကူးရလင်အကိုဖြစ်သူမောင်မြတ်သားနှင့်တိုင်တိုတန်းတူပုံတန်းစသဖြင့်ရှာရှာပါပါကစားလေးရှိတော်လဲများသောအားဖြင့်တယောက်တည်းနေတာများသည်ရှန်ကျဲဝန်းကျန်ကြီးတဲကနှစ်ထပ်ပြင်တော်အိမ်မြင့်မြင့်ကြီးမှာနေစရာထိုင်စရာမရှားတော့လေအားရှိလင်မက်အင်ကန်ကအပေါ်ထက်ကိုတက်လာလေးရှိသည်အိမ်မကြီးအပေါ်ထက်အတွင်းကန်းကိုမဝင်ပဲလေးသားဆောင်ထုတ်ထားသည့်အဆောင်ရှည်ကြီးမှာနေကုန်နေကန်းနေချင်းနေတတ်ပါသည်လေးသားဆောင်မှာတန်းလျာကလတ်ထိုင်ရှည်ကြီးတစ်လုံးရှိတော့မက်အင်ကန်အတွက်အဆင်ပြေသည်အဆောင်ရှည်တောက်မှာခုံပူဝိုင်းလေးတစ်လုံးရှိသည်နဂါးသုံးကောင်တန်းရှည်ချောင်းတက်ခုံပူကလေးပေါ်မှာခူးလာသည့်စက်တဖူးပန်းပွင့်လေးတွေတင်ကရွာလန်းကိုအပေါ်စီးကနေလှမ်းကြည့်နေတတ်သည်စက်တဖူးနဲ့တင်းအီကိုမက်အင်ကန်ကြိုက်သည်တခါတရံအကိုမောင်မြတ်သာတင်ပေးထားသောစာကိုကြောက်တင်မုံတစ်ချက်ပေါ်ရေးမှတ်ခြင်းနှုတ်မှတိုးတိုးရွတ်ဆိုခြင်းပြုနေတတ်သည်ဇောင်မြန်းကုန်းရွာမှာဖုံးတော်ကြီးစာတင်ကျောင်းရှိတော်လဲမိန်းကလေးများသွား၍မတက်ကြရပါယောက်ျားလေးများနှင့်သာဆိုင်သောအလုပ်ဟုသဘောထားကြသည်မက်အင်ကန်ကိုတော့အဖေဖြစ်သူကစာတင်ပေးဖို့မောင်မြတ်သားကိုတာဝန်ပေးထားသည်ရွာမှမိန်းကလေးတော်တော်များများစာမတက်ကြတော့လေဖျားရှင်ခိုးတက်ကြသည်အိမ်နှင်းမှုအလုံးမှန်သမျှမိခင်နှင့်အတူဒိုးတူပေါင်ပတ်လုံရင်းကန်ရင်တက်ကြသည်ထမင်းချက်ပဲနှုတ်နွားစာရိတ်ဝါဖက်ဘိုင်းငင်ရက်ကန်းအတက်တွေကိုတက်ကြသည်မက်အင်ကန်ကတော့ဒီအလုပ်တွေကိုလုပ်เสียမလို့အိမ်မှာအမေပန်းယုံကိုဝိုင်းကူလုပ်ကြသူတွေအများကြီးရှိသည်ဒီတော့မက်အင်ကန်အဖို့အိမ်ကြီးအပေါ်တက်ကဒီနေရာလေးမှာလာလာနေတတ်တာမဆန်းလှပါအဝေးရွာတွေကလဲတွေဒီဖြတ်တန်းနေကြသည့်ဖုံထူထူရွာလဲလန်းကရုံးကရင်ပေါ်မှာသွာလာနေကြသည့်လူမျိုးစုံအယောင်သွေးပေါင်းစုံကိုငေးရတာကိုမက်အင်ကန်ဝါသနာပါပုံရသည်တချို့ကလှဲစီလာရတာဘလောက်တောင်ကြာခဲ့ပြီလဲမသိလှဲချမ်းကြီးတွေပေါ်မှာဆောင်းကြားကြီးတွေခြုံကထိုင်လျက်ငိုက်သူကငိုက်လို့ပိုးလိုပက်လက်လန်သူကလန်လဲဆွဲရလိုက်နေကြသူတွေဖြစ်သည်တချို့ကတော့လဲပေါ်မှာထမင်းတုပ်တွေဖွင့်စားနေကြသူတွေတချို့ကခုံဖက်နှက်ကြီးဝစ်ကားဖက်နှက်ကြီးစီးကကုန်းချောင်းလျှောက်ကြသူတွေတချို့ကဖက်နှက်ပင်မပါကြအရှိကြည်တော်ကောင်ကောင်ရွာများနှင့်အနောက်မြစ်နာကန်ကကူလူသွားလာကြသောခီးလန်းတင်ရာဇောင်ချမ်းကုန်းရွာလေးမှာတော့ရွာသူရွာသားရွာလဲများပဲမကအဝေးကလူတွေလဲတွေပါမက်အင်ကန်တို့အင်ကြီးရှိကရွာလဲလမ်းမကြီးပေါ်လွန်ထိုးရက်ရှယ်ရှိတတ်ကြသည်လူတွေကိုကြည့်လိုက်ရင်ချွေးတွေတန်နေနေဖုန်တွေတော်တော်ယောဂါဖြစ်နေသည့်ဝစ်စားတွေကလည်းနွမ်းပါလွန်းလာသည်ရက်ကန်းတဲ့ကြက်ခုတ်ထမိန်ဖြင်ကျန်းနှစ်နံဆက်တွေဆိုရင်အကွက်ပင်မပေါ်ကြတော့ယောက်ျားသားကြီးတွေကတော့ဖြင်ပစိုးခတ်တူတူဝစ်ကကြောပြောင်ကြီးတွေနေတချို့လဲချမ်းမင်းမစည်းနိုင်ကြပဲအထုပ်ကြီးတွေတဘိုးဖြင့်ရှို့ထမ်းကတရွတ်သို့သည်အပြေးလွှားနိုင်လွန်းလာသည်မက်အင်ကန်ဖို့နေ့စဉ်နဲ့အမျှဒီမြင်ကွင်းတွေဒီတောလူတောင်သားလူမှုဘဝတွေကိုသာမြင်တွေ့နေကြဖြစ်သည်ရွာလမ်းပေါ်မှာလူတွေလဲတွေမရှိလင်တော့အောက်ဖက်ခက်လန်းလန်းကအသီးတွေကွဲအပ်နေတတ်သည့်တလဲပင်ကြီးကတလဲသီးတွေကိုငေးနေတတ်ပါသည်တခါတလေလေးနဲ့လွင့်ပါလာတတ်သောမှုဆက်ကြကလေးတွေတည့်ရွက်ကလေးတွေဝေ့နေတာကိုအဆအဆုံးလိုက်ကြည့်နေမိသည်အောက်ထပ်မှာဧည့်သည်တွေတယုံယုံရှိနေခြင်းဆိုလေမက်အင်ကန်တနေကုန်အောက်သို့မဆင်းပါတော့
မိုင်းကန်ရေးထမင်းစားကြရအောင်ဆင်းခဲ့တော့အောက်ထက်ကတယောက်ယောက်ခေါ်တန်းကြားသည့်တိုင်မိုင်းကန်ဆင်းနေမှဆင်းသည်အောက်ထက်မှာဟင်းတွေစုံနေမှန်းသိတော့လဲလဲပေါ်ကလဲသမားမိသားစုစားကြသည့်ထမင်းအိုးတောင်းဟင်းအိုးတောင်းစီအိုးသာအာယုံရောက်နေတတ်သည်ဘိုင်းနေနဲ့များစားနေကြပါလေစီမပါပြားမပါခင်းကျင်သည့်ဒလိန်တို့ချက်ချင်းဆုပ်ဆုပ်နဲ့များလားနပီကလေးဆလောင်းကက်ကင်ပြီးငရုတ်သီးထောင်းကလေးတွေနဲ့လည်းဖြစ်နိုင်ပါသည်ဒါမှမဟုတ်မကြီးသည့်နုနုကလေးတွေထောင်းငပီကလေးလူကကြော်လာသည့်ချင်းငံဆက်ဆက်လည်းဖြစ်နိုင်တာပဲမဟုတ်လားအိမ်အောက်ထက်ကမအင်ကန်စားနေကြထမင်းဝိုင်းနေတော့ကွာကျင်တိုင်းကွာရောက်မည်အိမ်မှာကဧည့်သည်ဆောင်တဲ့ပြက်တယ်မရှိတော့ထမင်းပြည်ဝင်အိုးကြီးကဘောင်းလန်နေတတ်သည်ရွာမှာအမဲပေါ်ငါးဖော်လေးတိုင်းရှေးစင်လာရတကြီးအိမ်ကိုအသားရွဲပေးငါးရွဲပေးဒလေးရှိသည်အဟုအဖျားတကားလာပို့သမျှမိဘဆောင်မှာချက်ပြုတ်ထားသည့်သားငါးနတ်တွေကလှိုင်းနေတတ်သည်တခါတရံမြို့ကရောက်လာတတ်ကြသောအဖေဧည့်သည်တွေထဲမှာအဖေကိုယ်တိုင်ကခါရဝတ်တွားပြရသည့်လူကြီးလူကောင်းဆိုသူတွေပါလာတတ်ကြသည်အဲ့ဒီလိုနေ့တွေဆိုရင်မှတော့သားညီနဲ့ငါးညီနဲ့အရက်နဲ့ပိုလိုနဲ့တွေတိမ်လုံးနန်းစောနေတတ်တော့သည်ဒီလိုအနံ့တွေကိုမအင်ကန်မကြိုက်အဲ့လိုနေ့တွင်ဆိုရင်ဆက်သက်ဖူးပင်ကြီးကဆက်သက်ဖူးလေးတွေခူးကခဝေးဝေးပဲမော်တိုက်ဘေးမှာသွားနေလိုက်သည်ကြီးဖြစ်သည်ဒီကနေ့လဲမနက်ခင်းစောစောကလေးကအိမ်ပေါ်ထက်လေးသားဆောင်ကိုမအင်ကန်ရောက်နေခဲ့သည်အိမ်မှာအဖေရောအမေရောအကိုရောမရှိကြရွာမှာအလူရှိသည်မဟုတ်လားအလူရှိရင်တရွာလုံးကဝိုင်းညဝန်းကြရှိကြရသည်တခါတရံအလူကအလူကြီးဖြစ်သည်အဖေပင်မိုးမလင်းခင်ကလေးကအလူအိမ်ကိုသွားနှင်ပြီးဖြစ်သည်အမေအလူသွားပြီးပြင်တော့မအင်ကန်ကိုခေါ်သေးသည်မအင်ကန်ကဝိခါစားကဟန်ပန်လောက်ရသည့်လူစုစုတဲကိုတိတ်မသွားခြင်း၍မလိုက်ပဲအိမ်မှာကျန်နေရစ်ခဲ့သည်ခါတိုင်းစိုက်ခင်းတွေထဲမှာလူမုံမုံကလေးတွေပွားစားတက်နေတတ်တော့လေဒီနေ့စိုက်ခင်းဆင်းသူမရှိမအင်ကန်ကတော့မျော်တိနေကြကွင်းပြင်ကျဲကြီးကိုငေးကြည့်နေလိုက်သည်ကန်ကလေးရေနှမလေးအလူလဲ့လာပြီးတွားကြည့်ရအောင်အကိုဖြစ်သူကအင်ကိုတကူးတကပြန်လာပြီးအပေါ်တက်အထိတက်လာကခေါ်တော့မှမအင်ကန်ဆင်းမှုပြင်သည်အကိုကသူ့ကိုကန်ကလေးဟုခေါ်သလိုမအင်ကန်ကလည်းမောင်မြတ်သားကိုလူတကာတွေလိုမောင်ကြီးဟုမသုံးပဲအကိုဟုသာခေါ်လေရှိသည်အဖေအမေနဲ့အင်ကြီးကသူရင်းကားတွေအားလုံးကကလေးဆိုပေသည့်မအင်ကန်ပဲခေါ်ကြသည်တရွာလုံးကလည်းမအင်ကန်ခေါ်ကြတာပါပဲလေအသက်10နှစ်စွန်းစားကလေးငယ်ဆိုတော့လေမအင်ကန်ကအနေအထိုင်တိုးတိတ်သည်စကားနဲ့တလောက်အပြောအဆိုလိမ္မာညင်သာသည်စကားတခွန်းကိုဖြစ်ကြတဲ့ဆံမပြောဘဲတွေးတွေးဆဆနှိုင်းနှိုင်းချိန်ချိန်ဆိုတတ်သည်ရွယ်သူတငယ်ချင်းများနှင့်အချင်းချင်းတွေ့ကြဆုံကြလင်းပင်မအင်ကန်ရှိမှရုတ်သွားရလောက်အောင်အနေတီတာကလည်းမအင်ကန်၏ဘဝကပါလာသည့်အရှိန်အစော်ဖြစ်လိမ့်မည်အကူလိုက်ဖို့မလားဟဲ့ကန်ကလေးရဲ့လိုက်ဖို့စရာလို့လားကိုရွာကိုအသည့်ကြီးကြီးပဲဟာအခုနေရှိုးတိုက်တယ်မကြားလိုက်ဘူးလားမန်းတက်တဲ့ရှင်လောင်းဝင်လာတော့မယ်ကန်ကလေးရဲ့သွားကြည့်ကြည့်အခုလိုက်ဖို့မှာနိုင်ကန်တယောက်ထဲတော့မသွားခြင်းမခက်ကြောဟာနဲ့မလဲကိုင်းလာမောင်နှမနှစ်ယောက်လေကားကြီးတွေကဆင်းလာခဲ့ကြသည်ရွာလေလန်းကိုအပြေးကလေးဖြတ်ခဲ့ကြကပဲရီလန်းထားသည့်ဂျီတော်စိန်ဝိုင်းတွေကတလင်းကိုခါးကနေဖြတ်ကူးလိုက်တော့အလူမန်းနဲ့ရှိဒုတ်တိတိရောက်ကြပြီမန်းနဲ့ရှိမှာကလေးတွေရောလူကြီးတွေရောမွားစာကြီးတက်နေကြသည်လူတွေတကြိတ်ကြိတ်တိုးဝေးနေကြတာကိုကပျော်စရာကောင်းလာသည်မအင်ကန်သေးပင်လူကြားတွေတိုးကျင်လာသည်အကိုဖြစ်သူ၏ပစိုးစားကိုဆွဲရင်မန်းတက်တဲ့ဝင်ကြတော့မြည်ရှင်လောင်းအဝင်ကိုခြေပြားထောက်ကားမျှော်သည်မန်းနဲ့ပေါက်မှချိတ်ထားသည့်ရွှဲလုံးကြီးတွေကိုလှမ်းကြည့်သည်မန်းတက်ဝမှာရွဲလုံးရောင်စုံတီချိတ်ကဇောင်ချမ်းကုန်းတလိဖြစ်သည်မွေးနဲ့သာကျူးသည်သုံးလူသာသနာမြလတန်ကာကျောင်းဝိဟာမာတဝါထန်းတို့ပါတို့လောရှိုးလောကမျက်ရှုတပ်ပညုခွင့်ပြုသာသနာထမ်းခြင်းပါကြောင်းမောင်ခွင့်တောင်းသည်အကြောင်းလွတ်တဲ့မာဤရှိုး
လွတ်ပါအောင်တော့ကြော်မှုဒီတဝါနိဗ္ဗာန်ကိုလမ်းရွှေစာထမ်းသည်ယဟန်ပြုခြင်းပါ၏ရှုသုံးလာဖြင့်ကြာရဘူးမောင်ကြီးသစ္စာထားခဲ့ပါသည်မြတ်စွာစိန်နေစူးပါစေရှုလမ်းဘက်စီကရှိုးတန်တွေဒိုးတန်တွေစီစီကြီးကြားရပြီမန္တဝမှာလူတွေများတဲ့ထက်များလာပြီမောင်မြတ်သားကနှမလက်ကိုဆွဲကာမြင်ကွင်းကောင်းမိနေရာကိုရွေးသည်မန္တဝကလမ်းဘက်ကိုလှည့်ထားတော့လဲလမ်းနေရာကကျင်းလာသည်ဒီမြေကွက်ချင်းချင်းလေးထဲမှာလူတွေအများကြီးထပ်ရောက်လာကြတော့မည်မန္တထဲမှာလဲလူအပြည့်ရှင်လောင်းလှည့်လာကြသည့်လူတန်းကြီးကနီးတဲ့နီးလာလေပြီခြေပြားကလေးထောက်ကမျောကြည့်နေသောမှတ်အင်ကန်ကိုမောင်မြတ်သားကဆွေကနေပွေ့ချီမြောက်လိုက်သည်မြင်ရလားကန်ကလေးမြင်ရပြီအကိုရှေ့ဆုံးကသာသနာအလံကိုင်းနောက်ကကြော်ပွဲရွက်နောက်ကပရိတ်အိုးရေစင်တော်အိုးရွက်လာကြသူတွေနောက်ကမှသင်္ကန်းပိုက်ကွန်းအောင်ကိုင်းပန်းအောင်ကိုင်းအပြိုတွေအပြိုတန်းရှေကြီးနောက်မှာမောင်ရှင်လောင်းနေမြင်းကိုစီဖြင့်နားရန်လဲရင်ကြော့နောက်ဆုံးမှာအယုတ်စရာဘိုးပြန့်လက်ရများဖြစ်သည့်ဖိုးသူတော်ရုပ်အဖိုးအိုရုပ်တောင်တကြီးရုပ်တွေဒီရုပ်ကြီးတွေကိုမက်အင်ကန်ချစ်သည်တကယ်လူပုံစံချိုးထားသည့်နှီးရုပ်ကြီးတွေမှာစက်ကူကပ်ဆေးချေထားမှန်သိတော့လဲအယုတ်ကြီးတွေကတဘာဝကြလုံးလာပါသည်ဖိုးသူတော်ရုပ်မှာရေတဖန်းသီးတွေကိုစိတ်ပတိလောက်ကဆွဲထားသည်နှကမ်းမွေးကဆက်လက်ကြီးပစောင်ခဲထားသည့်အဖိုးကြီးရုပ်ကိုလည်းမန်ပါလာပါသည်ရင်ကြီးမောက်မောက်လေပင်အေးအေးနဲ့နှီးတပတ်ရက်အယုတ်ကြီးတွေကိုရွာကအလူတိုင်းမှာတွေ့ဘူးတော့လဲမဲ့အင်ကန်ကြည့်၍မောရနိုင်ကာလအလိုက်သူ့စိတ်ကြိုက်ချက်ကြီးမပါခေါင်းဆိုင်တိန်လိုက်မိန်လိုက်အိမ်တိုင်းဝင်လက်ဆောင်မြင်အခုရော့ချက်ချင်းဆိုင်စငွေစဖြင်ပါစလိုရာရွေးချီမယွင်ဒုံတရင်ဆိုတတ်သည့်ကိုလူငွေဟစ်တန်ကပွက်ရိုက်နေသည့်ဒိုးတန်လူတန်အော်တန်ခေါ်တန်ဤကြားစူးထွက်နေသည်အယုတ်ကြီးတွေကကြီးလွန်းတော့စိတ်ရှိတိုင်းသွားလို့မရလှုပ်လို့မရတလုံးမြင်းစီမောင်ရင်လောင်းတွေကလည်းတရွေ့မေရိတ်ခရကိုင်းပန်းနောင်ကိုင်းကွန်းနောင်ကိုင်းအပြိုကြီးအပြိုငယ်တွေကတစစ်စီမအင်ကန်ဤမျက်လုံးများကငပြောပတ်ထိုးဖတ်စိန်ကွန်းနောင်ကြီးကိုင်းလာသည့်မိမချောစီမှာရှိနေသည်ဘာကြောင့်ရင်မသိငပြောဖတ်ညွတ်စိမ့်ဖူးဖူးကလေးကိုကလပ်အပေါ်မှာတင်ကာကိုင်းလာသည့်ဒီမိမချောကိုလူတွေစိတ်ဝင်စားရှိနေကြတာကိုလည်းမအင်ကန်သတိထားမိသည်အကူပေါ်မှရှောစင်းကလူအုပ်ကြားထဲတိုး၍အနာကပ်ရက်ကြည့်နေလိုက်သည်အဲ့ဒါဖတ်စိန်ကွန်းနောင်ကိုင်းလေမအင်ကန်ရဲ့ဖွားလေးတီရဲ့သမီးမတ်ကွန်းဖြူလေမအင်ကန်ဘေးမှာရက်နေသောသူနှင့်ရွယ်သူမိန်းကလေးတယောက်ကပြောလိုက်ခြင်းဖြစ်သည်ခေါင်းကိုအသာငဲကြည့်လိုက်တော့တောင်ပိုင်းကအကြီးမြတ်သမီးရွှေမုံကရွာတောင်ဖျားမှနေသူဆိုတော့မအင်ကန်နှင့်အနေတော့လန့်သည်ရွာကလေးပလုတ်တုံမှာတရွာထဲနေကြသူတွေဆိုတော့လဲအခင်မင်တော့ရှိပါသည်ရွှေမုံပြတော့မှကွန်းအောင်ကိုင်းမကွန်းဖြူကိုခက်ဆူဆူကြည့်လိုက်မိသည်စတုံးပုံမှာစမြိတ်ရှည်ကလေးချကနင်းစီဖြူတပွင့်သာပန်ထားသည်အီဖြူအသားကလေးမှာသူတကာလိုနန့်သားတွေထင်းနေအောင်မလူးထားပကတိအလားဖြင့်သာရင်ဆဝင်းပနေသည်ကြောက်ပရက်နှစ်သွဲတန်းကလေးကလဲတိုင်းမှာရီးလေးခိုထားကလှပသောမျက်နှာနှင့်ရင်သောခန္ဓာကိုစီးချထားသလိုရှိနေသည်အင်ကြီးလက်ရှိနှုတ်စိမ့်ရောင်ဂျိတ်ပိုးစိမ့်ထမိန်နှင့်တိုင်းထားသည့်ပဝါစိမ့်ကဖတ်စိမ့်ကွန်းအောင်နှင့်လိုက်ဖက်လာသည်ရွာမှာတွေ့ရခဲ့သည့်ဂရီပါပုံတော်ဖနက်ဘောကချစ်ဖမိုးသားဝင်းမှလည်းရွှေချေချင်းကြီးများကထင်းနေသည်ကြံစစ်လက်ကောက်တွေဝတ်ထားသည့်လက်နှစ်ဖက်ထဲမှာတော့ဖတ်စိမ့်ကွန်းအောင်ခါတိုင်းအလူတွေမှာလည်းဖတ်စိမ့်ကွန်းအောင်ကန်ပါမြဲဖြစ်တော်လဲမဲ့အင်ကန်အာယုံမကြခဲ့ဒီတခါတော့သူ့ရှိမှတလှုပ်ရွေရှားနေသည့်ရွာကွန်းအောင်ကန်ကိုတရွေချင်းလိုက်ကြည့်နေမိသည်ဂရီပါပုံတော်ဖက်ကနေရွေ့နေသလိုမဲ့အင်ကန်မျက်လုံးတွေကလိုက်ရွေကကြည့်နေမိခြင်းဖြစ်သည်လှလိုက်တာနော်မဲ့အင်ကန်ငါတို့လေကြီးလာရင်ဖတ်စိမ့်ကွန်းအောင်ကန်ဖြစ်ရပါစေဆူတောင်းမိတယ်သိလားနင်ရောမကင်ချင်ဘူးလားရွှေမုံကသူ့ခါးကလေးကိုတင်းနေအောင်ဖတ်ရင်းကမေးနေခြင်းဖြစ်သည်နင်ရောမကင်ချင်ဘူးလားတဲ့ဟုတ်သားပဲအဲ့ဒါလိုလဲစဉ်းစားနိုင်မိတာပဲ
မန်အင်ကန်ကဒုံးယုတ်ကြီးတွေကိုငေးကြည့်နေရင်ကတွေ့ကလေးစဉ်းစားသည်ဖတ်စိန်ကွန်းတော်ကိုင်ဆိုတာဖြစ်ချင်တိုင်းဖြစ်ခွင့်ရလို့လားရွာထဲမှာအပြိုပေါင်း16000ရှိတဲ့အထက်ကဘလို့အပြိုမျိုးကိုခေါင်းကောက်ရွေးတာလေဖတ်စိန်ကွန်းတော်ကိုင်နိုင်မှာဆိုမှတော့အပြိုကြီးဖဖဖြစ်အောင်တော့စောင့်ရအောင်မှတေးကြသည်ကိုင်ညင်တာပေါ့ရွှေမုံရဲ့ဒါမဲ့ငါတို့ကငယ်သေးတယ်ငါသာဖတ်စိန်ကွန်းတော်ကိုင်ရရင်မြဲနေအောင်ပွေထားမှာပဲအေးရဲ့ရွှေမုံကမအိမ်ကန်ကိုထူးဆန်းတယ်လို့မောကြည့်လိုက်သည်မန်းနဲ့ပေါက်ထဲရှင်လောင်းသွင်းပြီးချိန်မှာတော့လူတွေမန်းနဲ့ထဲလုံးထွေးဝင်သူကဝင်ထမင်းယုံဘက်သွားသူကသွားနှင့်အလူကြီးတစ်ခုလုံးအုံအုံထနေတော့သည်ထမင်းယုံကမန်းတက်နှင့်အနှဲငယ်လှမ်းသောနေရာမှာထမ်းလက်များကာထားသည့်တီးတဲ့နေရာဖြစ်သည်ထမင်းယုံစီကဟင်းနဲ့နေပြန်တက်လာတော့မအိမ်ကန်ထမင်းစားသလိုလိုဖြစ်လာသည်အလူဆိုတော့ကိုရွာသူ့ရွာကဖိတ်ထားကြသူတွေမရောက်မဖြစ်မိကိုတိတ်လာကြသူတွေကြီးဖြစ်ပါသည်အိမ်ဆူးစို့ကလေးလက်တို့ခွေးအိုးအိုးဆိုသလိုဝဝကွဲအောင်အိမ်ပြည့်ရာပြည့်လာကြသူတွေဖြစ်သည်အလူရှင်ကလည်းဒီလိုလှူရတန်းရကျွေးရမွေးရတာကိုခြေနဲ့နေတတ်ကြသည်ကံကလေးပြန်ချင်းမလားမနဲ့ထဲဝင်အောင်မလားလာလေအကိုကလမ်းခေါ်တော့မအိမ်ကန်ကထမင်းယုံဘက်စီလက်ညှိုးထိုးပြရင်းဆိုသည်အကိုမအိမ်ကန်ထမင်းဝင်စားခြင်းနဲ့ဟာဟုတ်ရဲ့လားကံကလေးရဲ့ထမင်းယုံနဲ့ငါနှမစားရဲလို့လားစားရဲပါထမင်းယုံထဲကိုမောင်နှမ2ယောက်တိုးဝင်သွားတော့ရွာစော်မောင်တောင်းကစီကြိုပြီးဧကောင်းဆောင်ကောင်းလူကြီးသူမများကိုတဲခင်းဧခံသည့်တီးတဲ့နေရာကိုခေါ်သွားသည်မအိမ်ကန်ကအဲ့ဒါလိုမစားခြင်းခုံမြင့်စပွဲပေါ်မှာတီတီပပစားရခြင်းထက်မြေကြီးပေါ်ကခုံဝိုင်းလေးတွေစီမှာဖင်ထိုင်စားရသည့်လူအုပ်ချားတဲ့ရောနောစားခြင်းသည်ကျေးစွန်းဆိုင်ထားသည့်မှန်ရောင်ဟင်းကြိုဖလူးဖလဲမြေရောင်တောက်ခြင်းသည်ပဲဒီကျင်သုံးနှင့်ငချောက်ဖုတ်စီရွှဲရွှဲကိုလက်ကြားယူအောင်နေရင်လက်ချောင်းတွေကိုစုပ်ရင်းစားခြင်းသည်ခုံမြင့်ပေါ်ကဝက်တနီစီပြန်ချက်ကိုကြည့်ပြီးမအိမ်ကန်စားခြင်းစိတ်မရှိတော့ပါစားလေကံကလေးစားခြင်းတော့ကိုအိမ်မဲပြန်တော့မယ်ဟောဖြစ်ရပြန်ပြီကဲအဲ့ဆိုအိမ်ကြမှာစားဖို့အိမ်မှာလည်းအလူကထမင်းအုပ်ပို့ထားတာပဲကဲလာမောင်နှမ2ယောက်ပြန်လာတော့ကြီးတော်စိန်ဝိုင်းတိုက်ကမဖြတ်တော့ပဲရွာနောက်တာလန်းပေါက်သည့်လမ်းသွယ်တစ်ခုကနေပြန်လာခဲ့ကြခြင်းဖြစ်သည်အကိုမမကွန်ပျူတာလှရယ်နော်ဟာလှတာပေါ့ဟာကွန်းတော်ကိုင်မဲကွန်းတော်ကိုင်ဆိုတာဘာကိုပြောတာလဲအကိုကွန်းတော်ကိုင်ဆိုတာကွန်းတော်ကိုင်ရလို့နေမှာပေါ့ဟာအဲ့ဒါတော့အကိုပြောမှလားကွန်းတော်ကိုင်ကလှမှဖြစ်တာလားလို့အင်းပေါ့လှဖို့တော့လူမှာပေါ့နှမလေးဟာကန်ကလေးကြီးလိုက်ရင်ကွန်းတော်ကိုင်ဖြစ်မှာပဲငါနှမလှတာပဲအကိုစကားကိုမအိမ်ကန်သိတော့စိတ်မချသူမြင်ခဲ့ရသလောက်ဖတ်စိန်ကွန်းတော်ကိုင်မမကွန်းဖြူကချောတာတော့အမှန်ပဲဖြစ်သည်ချောသည်လှသည်ဆိုသည့်အချက်တစ်ချက်ထဲနှင့်သာရွေးကြကြီးဆိုရင်ရောင်နောက်ပိုင်းကမုတ်ဆုံးမဒေါ်ကြီးအောင်သမီးမက်ကြဦးကိုဘာလို့မရွေးကြတာလဲမက်ကြဦးကပူချောတာကိုတရွာလုံးပြောနေကြတာပဲမအိမ်ကန်စိတ်ထဲမှာဒီအကြောင်းအရာကစလုံးစခုဖြစ်နေခဲ့ပြီခါတိုင်းသူ့ကောင်းနဲ့မရောက်ခဲ့ဘူးသောအကြောင်းအရာကဒီမနက်တော့သူ့ရင်ထဲမှာမြေပဲဥဒလို့ဥနေကြပြီအင်းရောက်တော့လဲမအိမ်ကန်ဒီအချက်ကိုပဲစဉ်းစားနေမိသည်အကောင်းဆုံးကတော့အမေပန်းယုံကိုမေးခြင်းပင်အမေကတော့ပြောနိုင်လိမ့်မည်အမေအားလောင်းကြီးအချိန်မှာမေးဖို့ချောင်းတော်လဲအမေအားရာကိုမြင်ရသည်ညနေပဲရောက်တော့လဲအလူအိမ်ကိုတရားနာသွားနေလို့မမေးပြေတရားနာကပြန်လာတော့မှအမေနာကိုမအိမ်ကန်ကတ်ရတော့သည်အမေသမီးမအိမ်ကန်ဘာများပါလိမ့်တော့မအိမ်ကန်ကအမေကိုမောကြည့်သည်သူစိတ်ထဲအမေကိုချောသည်ဟုထင်သည်တကြီးကတော်တို့များကြက်တီရှိကြတော့ဘွားကံပါလာလို့ထင်ပါရဲ့ထို့သူဆိုသည့်စကားမျိုးကိုမအိမ်ကန်မကြခဏကြားဘူးတော့လဲအမေကိုစကားလှအောင်ပြောကြတာပဲဟုအောက်မေ့ခဲ့မိသည်အမေတကယ်လှတာပါပဲလားရွာကတော့မအိမ်ကန်ကမေတူးဟုဆိုကြသည်ဒါဆိုရင်သူလဲလှတာပဲပေါ့ဒါဆိုရင်အမေကိုမေးကြလို့ဒီနေ့အလူလက်သွားကြည့်တော့ဖတ်စိန်ကွန်းအောင်ကန်ကြီးကင်ထားတဲ့မမဂွန်းပြူကိုတွေ့ခဲ့တယ်အမေကြီးတီးရဲ့သမီးလေးအေးအမေသိပါတယ်ပြောပါဦးကွန်းအောင်ကန်ဆိုတာဘာကိုပြောရလဲအမေတ
သမီးကလေးမအိမ်ကန်စီကဒီလိုမေးခွန်းမျိုးကိုဒေါ်ပန်းယုံမျောလင်းမထားတော့ဘာပြောရမှန်းမသိအောင်ဖြစ်သွားသည်ဒီမေးခွန်းမျိုးကိုခါတိုင်းဖြေဘူးလက်စမရှိတာပါတယ်လို့သမီးနားလည်အောင်မဖြေတတ်တာလည်းပါပါသည်မအိမ်ကန်ကမေကိုစိုက်ကြည့်နေသည်အမေဖြေတော့လေဆိုသည့်မျက်နှာလေးကအတနာခံနေသည့်နှဲရှိနေသည်ဒေါ်ပန်းယုံဘလို့ဖြေရပါမလဲကုန်းအောင်ကိုင်းဆိုတာဘာလဲအမေလို့သမီးကလေးကမေးနေပြီကုန်းအောင်ကိုင်းဆိုတာတရွာလုံးကသူကလေးကတော့ဖြင့်ဖြစ်တိုက်ပါရဲ့လို့တညီတညွတ်သေးရွေးချယ်ခံရတဲ့မိန်းကလေးပေါ်သမီးရဲ့ရုပ်ရည်လေးချောရမယ်မိဘကလည်းပစ္စည်းဥစ္စာအသင့်ရှိတဲ့ရွာမျက်နှာဖုံဖြစ်ရမယ်ပြီးတော့မိန်းကလေးကအကျင့်စာရိတ္တကောင်းရမယ်သူ့မှာရေးစားတနာရဲ့လို့လည်းမရှိရဘူးနာမည်ပြက်မရှိရဘူးရက်ပေါ်လော်လည်းမရှိရဘူးပေါ်သမီးရဲ့ဒါဆိုရင်ကိုနောက်ကန်ဖြေရောလားအမေတစ်ချက်နှစ်ချက်တော့ကြံသေးတယ်သမီးရဲ့အမေလည်းသိသလောက်ပြောပြရတာကိုနောက်ကန်ဖြစ်ဖို့ကရွာကရွေးတာပေါ့သမီးကြီးတော့နားလေလာမှာပါလေမအိမ်ကန်ကတော့တစ်ချက်နှစ်ချက်ကိုကြံသေးတယ်ဆိုတာကိုသိကျင်နေသည်အမေကိုတော့မအိမ်ကန်ယုံပါသည်အမေတကယ်မသိလို့ပြောတာနေမှာပါလေလို့စိတ်ကိုဖြေသည်အမေကမအိမ်ကန်၏ခေါင်းလေးကိုပုတ်တက်ရင်းဆက်ပြောသည်တကြီးသမီးမို့ကိုနောက်ကန်ဖြစ်ရမယ်လို့တော့မရှိဘူးသမီးရဲ့ကိုနောက်ကန်ရွေးတဲ့နေရာမှာရွာကဗတ်လိုက်တယ်ဆိုတာလည်းမရှိဘူးဖြစ်ထိုက်တယ်လို့အများကသဘောတူကြရင်ဖြစ်ရတာမျိုးပဲအမေစကားကိုမအိမ်ကန်ကျင့်နေသွားသည်မျက်နှာနုနုကလေးဝင်းပသွားလေသည်ဖြစ်ထိုက်တယ်လို့အများကသဘောတူကြရင်ဖြစ်တာပဲဆိုတာမျိုးဒီစကားမျိုးကိုမအိမ်ကန်ဆွဆွမြဲမြဲမှတ်ထားလိုက်သည်မအိမ်ကန်ကိုနောက်ကန်ဖြစ်ချင်တယ်မေတရွာလုံးကသဘောကျအောင်မအိမ်ကန်နေပြမယ်အမေကြည့်နေမအိမ်ကန်ကဒီစကားကိုပြောပြီးသည်နှင့်အိမ်ရှိကိုပြေးထွက်သွားခဲ့သည်မွေးကလေးကစကားနဲခဲ့သောသမီးကဒီစကားမျိုးပြောလိုက်ခြင်းကိုဒေါ်ပန်းယုံအံ့ဩသွားခဲ့သည်ရှာရှာပါပါတူးရဲမွေးခဲ့ရသောသမီးလေးစီကဒီစကားမျိုးပြောလာလိမ့်မည်ဟုမထင်ခဲ့သလိုဒေါ်ပန်းယုံထဲ့လဲထဲ့မတွက်ခဲ့မိပါတိုက်တိုက်ဆိုင်ဆိုင်မေးလာတော့လေသမီးကိုထဲ့မပြောခဲ့သည့်စကားတစ်ခွန်းနှစ်ခွန်းကြံနေသေးတာသူ့အသိဆုံးဖြစ်သည်တမင်ချန်ထားခဲ့သည့်စကားတွေကိုပြောနိုင်လောက်သည့်ခွန်အားလည်းသူ့မှာမရှိဖြေကလေးကသတိထားဖြေခဲ့ရသည်ဒေါ်ပန်းယုံသည်နေရာမှာပင်တောင်းတောင်းကြီးရက်နေစေရင်ဘက်အပေါ်ထိစီးကြလာသောမျက်ရည်များကိုပင်မသိမ့်နိုင်မစီးနိုင်မအိမ်ကန်ရဲ့ဒီဘဝမှာတော့သမီးကလေးကိုနောက်ကန်ဖြစ်ခွင့်မရှိနိုင်တော့ဘူးဆိုတာတနေ့နေ့သိလာမှာပါကွယ်